YouTube နဲ့ TikTok မှာမျက်နှာမပြပဲအပတန်မပါပဲလာစင်ဒေါ်လာထောင်ချီဝင်ငွေရှာနေတဲ့ channel တွေအများကြီးရှိတယ်ဆိုတာမိတ်ဆွေတို့သိပါသလားဒါကို faceless channel business လို့ခေါ်ပါတယ်လူအများစုကဒါကိုလုပ်ချင်ကြပေမဲ့မစဖြစ်ကြဘူးဘာလို့လဲဆိုတော့ script ရေး video edit data set ဒီအလုပ်တွေကတယောက်တည်းလုပ်ရင်အရန်ပင်ပန်းလို့ပါ ဒါပေမဲ့2025မှာဒီပြဿနာပြေလည်သွားပါပြီဒီနေ့ဗီဒီယိုမှာကျွန်တော်က AI tool 3ခုကိုသုံးပြီးဒီလို channel မျိုးကိုတယောက်တည်းနဲ့ company တစ်ခုလိုလဲပတ်နိုင်မဲ့ blueprint ကိုချပြသွားမှာပါပွင့်ပွင့်လင်းလင်းကြိုပြောချင်တာကဒီနေ့ပြမဲ့ tools တွေက free toy တွေမဟုတ်ပါဘူးဒါတွေကကိုယ့် channel ကို business တစ်ခုလိုသဘောထားပြီးဝင်ငွေရှာမဲ့သူတွေအတွက် professional investment တွေဖြစ်ပါတယ်ဝန်ထမ်းငါးခါတဲ့အများကြီးတတ်တာပဲမဲ့ရင်းနှီးမြှုပ်နှံမှုတော့လိုပါလိမ့်မယ်ပထမဆုံး step က research ပါ viewer တော်တော်များများကထင်ကြတယ် subscribers များတဲ့ channel ကတင်တဲ့ video တိုင်း view များတယ်လို့တကယ်တော့မဟုတ်ပါဘူးဒီနေရာမှာကျွန်တော် the outlier theory ကိုသင်ပေးချင်ပါတယ် subscribers နည်းပြီးမဲ့ view တန်းကြီးတက်သွားတဲ့ video တွေကို outlier လို့ခေါ်ပါတယ်အဲ့ဒါကဘာကိုပြလဲဆိုတော့ creator အကြောင်းကြည့်တာမဟုတ်ပဲ topic ခေါင်းစဉ်ကြောင့်ကြည့်တာပါဒါက demand များနေတယ်ဆိုတော့အကောင်းဆုံးအချက်ပြ signal ပါပဲကျွန်တော်တို့ကဒီလို video မျိုးကိုလက်နဲ့လိုက်ရှာရင်တပေါ်ကြမှာပါ vids.ai မှာတော့ outlier monitoring ဆိုတဲ့ feature ပါပါတယ်သူက channel တစ်ခုရဲ့ပုံမှန် view ထဲ9စာ10စာပေါက်တက်သွားတဲ့ video တွေကို reader လိုမျိုးရှာပေးပါတယ်ဒီ feature ကိုသုံးပြီး low competition ရှိတဲ့ niche တွေကိုသူများထက်အရင်ရှာပြီးဝင်လုပ်လို့ရပါပြီ topic ရပြီဆိုတာနဲ့ video ဖန်တီးဖို့ short.ai ကိုသုံးပါမယ်ဒီနေရာမှာနောက်ထပ် secret တစ်ခုက the consistency equation မှာ YouTube နဲ့ TikTok algorithm တွေက quality တစ်ခုတည်းကိုကြည့်တာမဟုတ်ပါဘူး consistency ပုံမှန်တင်ဆက်နိုင်မှုကိုအရင်ကြည့်ပါတယ် quality အရင်ကောင်းတဲ့ video ကိုတစ်လနေမှာတပုတ်တင်တာတဲ့ AI သုံးပြီးပုံမှန် quality ရှိတဲ့ video ကိုနေ့တိုင်းတင်နိုင်တာက2025မှာ growth ထက်ဖို့ပိုမြန်ပါတယ် short.ai ကမိတ်ဆွေတို့ကိုအဲ့ဒီ volume game ကစားနိုင်အောင်ကူညီပေးပါလိမ့်မယ်ကြည့်ပါ AI story feature မှာကိုလိုချင်တဲ့ visual style ကိုရွေးလို့ရတယ် Pixar လား Manga လား Scary story လား script ကနေ video ဖြစ်ဖို့10 minute 2 minute ပဲကြာပါတယ်တပတ်စာ video တွေကိုထိုင်ရမထပဲတနာရီအတွင်းအပြီးလုပ်လို့ရသွားပါပြီ The truth is rarely found in the obvious places. Elijah searched for the mechanism, the flaw in the design. It has to be here. The inscription implied proximity. Proximity is a relative term when the passage of time has been compromised. You can speak. I always assumed the mechanism was purely... video တင်ပြီးရင်ပြီးပြီလားဆိုတော့မပြီးပါဘူးဒီနေရာမှာ platform arbitrage ဆိုတဲ့သဘောတရားကိုသိထားရပါမယ် video တစ်ပုဒ်က YouTube မှာ flop ကျသွားပေမဲ့ TikTok မှာ viral ဖြစ်သွားနိုင်တယ်ဆိုတာသိပါသလားဒါကို arbitrage လုပ်တယ်လို့ခေါ်ပါတယ် content တစ်ခုတည်းကို platform စုံမှာစမ်းသပ်တာက Andy ကင်းဆုံးနီးလန့်ပါပဲဒါပေမဲ့ platform စုံကိုလိုက်ကြည့်ရတာခေါင်းရှုပ်ပါတယ်ဒါကြောင့် monetize.ai ကိုတွန်းရတာပါသူရဲ့ unified view က YouTube, TikTok, Instagram account များစွာကိုတနေရာသေးကနေကြည့်လို့ရစေပါတယ်အထူးသဖြင့် viral monitoring feature ပါတာကြောင့်ကိုဗီဒီယိုတစ်ပုဒ်ကဘယ် platform မှာပေါက်နေလဲဆိုတာချက်ချင်းသိရတယ် data မရှိရင်စီးပွားရေးလုပ်လို့မရပါဘူး monetize.ai နဲ့ကိုယ့်ရဲ့ ROI အမြတ်ကိုတွက်ချက်ပါဒီနေ့ပြောပြသွားတဲ့ outlier theory, consistency နဲ့ platform arbitrage ဒီသုံးခုကိုနားလည်ပြီးဒီ AI tool 3ခုနဲ့ပေါင်းစပ်လိုက်ပြီဆိုရင်မိတ်ဆွေတို့ရဲ့ channel ဟာ hobby အဆင့်ကနေ business တစ်ခုလိုဖြစ်လာမှာသိကြပါတယ်ကျွန်တော်အစကပြောခဲ့သလိုပါပဲဒီ tool တွေက serious creator တွေအတွက် investment ပါ link တွေကို description မှာထည့်ပေးထားပါတယ်ကိုယ့်အတွက်အဆင်ပြေမဲ့ plan ကိုရွေးချယ်ပြီးကိုယ့်ရဲ့ faceless empire ကိုအခုပဲစတင်လိုက်ပါ